အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ AMN International School ရဲ့အနာဂတ်မှာပညာရေးနဲ့ပတ်သက်တဲ့ challenge တွေကိုကျွန်တော်တို့ဘယ်လို approach လုပ်သွားမလဲဆိုတဲ့အကြောင်းအရာကိုဖေဖေမေတို့ကိုရှင်းပြပေးခြင်းပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ AMN International School က Cambridge Curriculum ကိုသင်ကြားတဲ့အကြောင်းတစ်ကြောင်းဖြစ်ပါတယ်ဘာသာရပ်ဆိုင်ရာအနေနဲ့ရတယ်ကျွန်တော်တို့က global standard ရှိတဲ့ဘာသာတွေကိုသင်ကြားနေတဲ့အကြောင်းတစ်ကြောင်းလည်းဖြစ်ပါတယ်အတန်းအားဖြင့်တော့ကျွန်တော်တို့က year 1ကနေ secondary ထိဖွင့်လှစ်သင်ကြားလျက်ရှိပါတယ် English နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ AMN International School ဟာ15နှစ်ကျော်သင်ကြားခဲ့တဲ့ language school တစ်ခုလည်းဖြစ်ပါတယ်အဲ့အပြင်ကျွန်တော်တို့က Leader in Me လို့ခေါ်တဲ့ American brand Leader in Me School အနေနဲ့ဘာမှရှိတဲ့ကျောင်းပေါင်း8000ကျော်ထဲမှာစတင်ပါဝင်လာတော့မှာဖြစ်ပါတယ်အဲ့တော့ Leader in Me ဆိုတဲ့နေရာမှာ Leader in Me ကဘာတွေသင်ကြားပေးမှာလဲဘယ်လိုအကြောင်းအရာတွေလဲဆိုတာအကြောင်းအရာလေးတွေကိုကျွန်တော်တစ်ချက်ရှင်းပြချင်ပါတယ်ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့က7 habit framework လို့ခေါ်တဲ့အကြောင်းအရာတွေသင်မယ် character building တွေလုပ်ပေးရမယ်7 habits of leadership ကိုသင်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့က student empowerment ကိုအဓိကထည့်သွင်းပေါင်းစပ်သင်ကြားပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ future skill မှာအသုံးဝင်အောင် STEAM သင်မယ် coding သင်မယ် AI သင်ပါမယ်ဒါကမကွေးတိုင်းမှာကျွန်တော်တို့တကြောင်ပဲသင်တဲ့ဘာသာရပ်တွေပဲဖြစ်ပါတယ်အဲ့တော့ဘာသာရပ်တွေမှာကျွန်တော်တို့က STEAM ပါမယ် coding တွေပါမယ် robotic သင်ခန်းစာတွေပါမယ်နောက်တစ်ဖန်ကျွန်တော်တို့က critical thinking အကြောင်းတွေ digital literacy နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပေါင်းစပ်သင်ကြားပေးသွားမှာဖြစ်တဲ့အကြောင်းကိုပြောကြားရင်းနဲ့ပဲဖေဖေမေမေတို့နဲ့ကျောင်းသားကျောင်းသူတွေကိုဖိတ်ခေါ်လိုက်ရပါတယ်ကျွန်တော်တို့ AMN International School ကို join မယ်ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကျောင်းအပ်စတင်လက်ခံနေပါပြီလူကြီးအကန့်အသတ်ကအနည်းငယ်ပဲကြံရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖေဖေမေမေတို့အနေနဲ့အမြန်ဆုံးအနှံကြဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ AI for Teacher စာအုပ်ကိုရေးသားတဲ့တိုးပေါင်းမောင်ဝယ်ဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်